မျိုးသားကကီလို1000လေးတဲ့ဓာမကြီးကိုကျမ်းပြင်ပေါ်ချလိုက်ပါတယ်ဓာကလေးလုံးလို့သူ့ဆရာတော်မမှတ်နိုင်ပါဘူးဒါပေမဲ့ဒီလူငယ်အတွက်တော့ဒီဓာဟာတန်တုံးတုံးမဟုတ်ပဲသူ့ဝိညာဉ်ရဲ့အစိတ်ပိုင်းတစ်ခုလိုဖြစ်နေရတယ်သူက9နှစ်တည်းနဲ့လူတွေတစ်သက်လုံးစူးစမ်းမှရနိုင်တဲ့ဓာတိုင်းပညာအထိုးထိပ်ကိုရောက်ရှိခဲ့ပါတယ်အခုသူ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်မဲ့ပြိုင်ပွဲကြီးစတော့မယ်မထွက်ခွာခင်မှာဆရာဖြစ်သူကကီလို1000လေးတဲ့ဓာတစ်လက်ကိုပေးလိုက်ပြီးကြောပေါ်မှာအမြဲလွယ်ထားဖို့အမိန့်ပေးပါတယ်ဒါပေမဲ့ဆရာမျက်လုံးထဲမှာရှိုးဝက်ချက်တစ်ခုရှိနေတာကိုလူငယ်မသိခဲ့ရှာပါဘူးတကယ်တော့အဲ့ဒီဓာဟာကီလို1000မဟုတ်ပဲကီလို1000တိလေးတာပါပြိုင်ပွဲဆက်တင်ပါပြီပထမအဆင့်ကကြွေကြလာတဲ့တရက်တွေကိုခုတ်ပိုင်းရမှာပါချမ်းသာတဲ့ထေးသားကရှေ့ထွက်လာပြီးလင်းမြန်စွာနဲ့10နှစ်ရွက်ခုတ်ပြလိုက်ပါတယ်နောက်တော့ရှိုးဝက်တိုင်းသမားထွက်လာပြီးငိမ့်သက်နေရာကနေဓာကိုရုတ်တရက်ဆွဲထုတ်လိုက်ပါတယ်သူ့ရဲ့ပြင်းထန်တဲ့ဓာတိုင်းချိန်ဝါကြောင့်တရက်တွေအားလုံးလေထဲမှာတင်ကြေးမိုးသွားပါတယ်အားလုံးမင်းသက်သွားကြပါတယ်ပြီးတော့လူငယ်အလှည့်ရောက်လာပါတယ်ကီလို1000ဓာကြီးကိုကင်ပြီးခုတ်လိုက်တိုင်းမြေကြီးတောင်တုန်ခါသွားပါတယ်ဒါပေမဲ့သူဘလောက်စူးစမ်းလေးရွက်ပဲခုတ်နိုင်ခဲ့ပါတယ်ပွဲကြီးပရိသတ်တွေကဝိုင်းရင်မောကြလို့သူ့ရင်ထဲမှာနာကျင်သွားရပါတယ်ဒုတိယအဆင့်ကတော့လွတ်မြောက်လာတဲ့ဓာဝိညာဉ်ကိုခုနဲ့ရှင်ပြန်ရတာပါအမျိုးသမီးဓာတိုင်းရှင်ကထူးချွန်တဲ့ပညာနဲ့3နာရီကြာအောင်တောက်ခံနိုင်ခဲ့ပါတယ်တထေးသားကနောက်ဆုံးနေရင်းနဲ့2နာရီကြာအောင်တောက်ခံနိုင်ပါတယ်လူငယ်အလှည့်ရောက်တော့လေးလံတဲ့ဓာကြီးကြောင့်ခြေလမ်းတိုင်းမှာဒုက္ခရောက်ပြီးနာရီဝက်အတွင်းမှာပဲလဲကျသွားပါတယ်ပရိသတ်တွေကသူ့ကိုအရှုံးသမားလို့တစိတ်ကက်လိုက်ကြပါတယ်နောက်ဆုံးအဆင့်ကတော့ချိုးဝက်တိုင်းသမားနဲ့တိုက်ခိုက်ရတာပါတထေးသားကတကွက်တဲနဲ့ရှုံးသွားပါတယ်အမျိုးသမီးဓာတိုင်းရှင်ကနှစ်ကွက်ပဲခံနိုင်ပြီးလဲကျသွားပါတယ်လျှို့ဝက်တိုင်းသမားကလေထဲမှာဓာဆွမ်းအင်ကိုထုတ်လွှတ်လိုက်တာနဲ့ဘေးနားကလူတွေပါဒူးထောက်ကြကုန်ပါတယ်ဒါပေမဲ့လူငယ်ကတော့ကောင်းမငုံပါဘူးသူကအားနည်းတဲ့ဘဝကိုလက်မခံနိုင်ပါဘူးဒါကြောင့်သူ့ကြောပေါ်ကလေးလံတဲ့ဓာကြီးကိုအားကုန်လွှဲပြီးပစ်ထုတ်လိုက်ကစစ်မြေပြင်စီလျှောက်သွားပါတယ်သူ့ရဲ့အော်တန်ကကောင်းကင်ကိုထိုးဖောက်သွားပြီးကံကြမ္မာကိုစိန်ခေါ်လိုက်ပါတယ်ပရိသတ်တွေကသူယူသွားပြီလို့ထင်လိုက်ကြပါတယ်ဒါပေမဲ့နောက်တစ်ခါမှသူကဓာကိုဆွတ်လွတ်လိုက်ပြီးတာမန်တစ်ကိုင်း6တစ်ချောင်းကိုကောက်ယူလိုက်ပါတယ်အဲ့ဒီတစ်ကိုင်းလေးနဲ့ပဲမာနာကြီးနေတဲ့တိုင်းသမားကိုရိုက်ချပြီးအနိုင်ယူလိုက်ပါတယ်တကွင်းလုံးအံ့ဩမင်သက်သွားကြပါတယ်အဲ့ဒီတော့မှအမှန်တရားပေါ်လာပါတယ်ဒီလူငယ်ဟာတကယ်တော့မွေးရပါဓာတိုင်းနဲ့ဖျားဖြစ်နေတာပါသူကကောင်းကင်ကိုမောကြည့်ပြီးဓာတွေနောက်ဝိညာဉ်ရဲ့ခေါ်တန်ကိုနားထောင်ကြလို့ဟိန်းဟောက်လိုက်ပါတယ်ရုတ်တရက်ကောင်းကင်ကြီးလင်းထိန်သွားပြီးပြန်တန်းနေတဲ့ဓာထောင်ပေါင်းများစွာဟာသူ့ပတ်လည်မှာလာရောက်စုဝေးကြပါတော့တယ်တကွင်းလုံးငြိမ်သက်သွားပြီးနတ်ဖျားစွမ်းအားတစ်ခုကအချိန်ကိုရက်တက်လိုက်တယ်လို့ဖြစ်သွားပါတော့တယ်